အားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့ဇွန်နင်း audio book channel ကနေကြိုဆိုပါရစေ။ကျမဒီနေ့ဖတ်ပြမယ့်အကြောင်းအရာကတော့ဆရာမိုးရှိ IMD ရေးသားထားတဲ့သူစိတ်ကြတိုင်းဖတ်ဖို့ဆိုတဲ့စာအုပ်ထဲမှာစိတ်သက်ပြန်တက်လာဖို့အကောင်းဆုံးနည်းလမ်းလေးတွေဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်။လူတိုင်းမှာအကြောင်းအရာတစ်ခုခုကြောင့်စိတ်သက်ကြနေတဲ့အချိန်မျိုးရှိနေတတ်ကြပါတယ်။နားဆင်သူတို့အနေနဲ့ကျမဖတ်ပြတဲ့အကြောင်းအရာလေးကိုနားထောင်ပြီးစိတ်သက်ပြန်တက်လာတဲ့ခံစားမှုလေးတစ်ခုခုရသွားတယ်ဆိုရင်ပဲကျေနပ်ပါတယ်။ကျမဖတ်ပြတဲ့အကြောင်းအရာကိုနားထောင်ခြင်းမှာ VPN လေးဖွင့်ပြီးကျမရဲ့ channel ကို like and share လေးလုပ်ပြီး subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ရှင်။စိတ်သက်ပြန်တက်လာဖို့အကောင်းဆုံးနည်းလမ်းလေးတွေတကယ်တော့စိတ်သက်ကြတယ်ဆိုတာတင်တယောက်တည်းမဟုတ်ပါဘူး။ကျွန်တော်တို့လူသားအလုံးစိတ်သက်ကြတတ်ပါတယ်။ကျွန်တော်လည်းစိတ်သက်ကြတတ်ပါတယ်။ဒါကြောင့်တင်မှာစိတ်သက်ကြဖို့တွေရှိပါတယ်။ဟောင်းငယ်စရာမလိုပါဘူး။ပတ်စံမရှိလို့ချစ်သူနဲ့အဆင်မပြေလို့မိသားစုနဲ့အဆင်မပြေလို့အလုံးမအဆင်မပြေလို့စာမေးပွဲကြလို့ရုံးမလားလို့စသဖြင့်မျိုးမျိုးကိုစိတ်သက်ကြနေတတ်ကြပါတယ်။စိတ်သက်ကြတာစိတ်ရချမ်းသာမျိုးပါဘူး။ပတ်စံချမ်းသာတဲ့သူတွေတော့စိတ်ချမ်းသာမယ်လို့တင်ထင်မှာပေါ့။တကယ်တော့တင်ထင်တယ်လို့မဟုတ်ပါဘူး။ဥပမာအတင်ကတိတ်မချမ်းသာတဲ့တာမန်ရုံးဝန်ထမ်းလေးတယောက်ဖြစ်ပြီးတင်မှာတင်ရဲကြိုက်တဲ့ iPhone လေးလုံးရှိတယ်ဆိုပါစို့။အဲ့ဒီ iPhone လေးတက်စီပေါ်မှာမိတ်ဆက်ခဲ့တယ်ဆိုရင်တင်ဘယ်လိုခံစားရမလဲ။ခဏလောက်တွေးကြည့်လိုက်ပါ9သိန်း10သိန်းလောက်တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုအတွက်တောင်အဲ့ဒီလောက်စိတ်ဒုက္ခတွေရောက်ပြီးစိုးရိမ်ပူပန်တက်နေရင်တိမ်ထောင်မိုးများစွာချမ်းသာတဲ့သူတွေရောစိတ်ထဲမှာဘယ်လိုဖြစ်နေမှထင်လဲသူတို့တွေကဒီလောက်ချမ်းသာရင်တော်ပါပြီဆိုပြီးရက်သွားတဲ့သူမရှိပါဘူးဒီထက်ပိုချမ်းသာဖို့စူးစမ်းနေတဲ့သူတွေကြီးပါပဲသူတို့မှရှိတဲ့ချမ်းသာမှုတွေကိုမပြောက်ပြက်အောင်အမြဲထိန်းသိမ်းနေရပါတယ်တကယ်တော့အောင်မြင်မှုဆိုတာပျော်ရွှင်မှုပါလူတွေကပျော်ရွှင်မှုရဖို့ပတ်စံကအဓိကကြတယ်လို့သတ်မှတ်လိုက်ပါတယ်အဲ့ဒီတော့ပတ်စံညီမြချင်းပျော်ရွှင်မှုဆိုတဲ့ညီမြချင်းနဲ့သူတို့ရဲ့ဘဝကိုပေါင်းခတ်လိုက်ပါတယ်သူတို့အဲ့ဒီပေါင်းထဲမှာနေထိုင်ကြပါတယ်ဒါပေမဲ့သူတို့ပျော်ရွှင်ခြင်းစိတ်မှန်ကိုမရရှိကြပါဘူးသူတို့ဘဝတွေကိုလောဘတွေနဲ့အနာတက်လိုက်တယ်သူတို့ရဲ့ညီမြချင်းကလောဘအပေါင်းပတ်စံညီမြချင်းပျော်ရွှင်မှုဖြစ်လာတယ်ကြာလာတော့ညီမကြီးရဲ့တပတ်ချမ်းကပျော်ရွှင်မှုဟာသူတို့စီမှာမရှိကြတော့ဘူးသူတို့စီမှာကြံခဲ့တာကလောဘနဲ့ပတ်စံပဲဖြစ်သွားတယ်သူတို့ရဲ့ဘဝတွေကဘာနဲ့တူလဲဆိုရင်ကြောက်တုံးကြီးတုံးကိုအယမ်းမှတ်တဲ့တောင်ကုန်းပေါ်ကိုတွန်းနေရတယ်လို့ပါပဲသူတို့တက်တာမြင့်လာလေးအဲ့ဒီကြောက်တုံးကြီးကိုနောက်ပြန်မကြအောင်အားဖို့ဆက်ရလေးပါပဲတချို့ကလည်းအဲ့ဒီကြောက်တုံးကြီးတွန်းနေတော့အယမ်းလာတဲ့ကြံလေးတွေရဲ့ပဝင်းကျင်ကငှက်ကလေးတွေရဲ့တီးဆိုတဲ့နေကိုမခံစားမိလိုက်ကြဘူးတချို့ကလည်းမနိုင်တဲ့ကြောက်တုံးကြီးမလို့ဒလိန်ကဝေးပြုတ်ကြတတ်ကြတယ်တချို့ကလည်းချွေးတန်ရဲရဲတဲ့တချို့ကတော့ထိတ်ဆုံးရောက်သွားတတ်ကြတယ်ဒါပေမဲ့နောက်ထပ်တရားမဲ့တောင်တွေအများကြီးရှိနေမဲ့အပေါ်ဆုံးရောက်မှတီးခွင့်ရလိုက်တယ်ပတ်စံနဲ့သတ်မှတ်ထားတဲ့အောင်မြင်မှုနိုင်ကိုလိုက်ရင်ဘဝမှာအရေးကြီးဆုံးအရာအလုံးကိုဆုံးရှုံးလိုက်ရတယ်ပတ်စံကရေးမကြီးဘူးလားလို့မေးရင်တော့ရေးကြီးပါတယ်ဒါပေမဲ့ပျော်ရွှင်မှုကိုပေးဆက်နိုင်တဲ့တခုတည်းသောအကြောင်းရင်းတော့မဟုတ်ပါဘူးသူကဆယ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်တမန်တဲ့သူပေါ်မှာတော့မူတည်တာပေါ့တင်ကပတ်စံနေတာပျော်ရွှင်မှုကိုစောင့်ကြည့်ပေးနိုင်တဲ့အရာလုံးသတ်မှတ်ရင်တော့ပတ်စံတွေရှာပြီးပျော်အောင်နေကြည့်စမ်းပါဒါမှမဟုတ်ပဲပတ်စံကအရာရာမဟုတ်ဘူးလို့သင်ယူဆတယ်ဆိုရင်တော့အောက်ပါနီလန်းလေးတွေအတိုင်းစမ်းကြည့်စေချင်ပါတယ်ကျွန်တော်ကိုယ်တိုင်ပျော်ရွှင်စွာနေထိုင်ခဲ့တဲ့နီလန်းလေးတွေပဲဖြစ်ပါတယ်ပထမဆုံးနီလန်းနေနဲ့အတွေးတွေကိုပြောင်းလဲကြည့်ပါစိတ်ကအရာရာပါရဲ့ဥပမာသင်ကြုံမှုလားသင်မှန်ထဲမှာကြည့်လိုက်တော့တစ်ခါလေမှချောနေတတ်ပါတယ်ထွင်ချိန်မျိုးဆိုကိုအားရနေတတ်ပါတယ်လူရှိသူရှိကိုထွက်တော့လေယုံကြည်မှုပြည့်နဲ့ထွက်နိုင်ပါတယ်ထိုနေမျိုးဆိုဘာပဲလုပ်အောင်မြင်တာများပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေကမှန်ကြည့်ပြီးကိုယ့်အပြစ်ကိုရှာကြဆုံးလူသားတွေပဲလေနှာခေါင်းမလှဘူးနရွက်ကားတယ်မျက်လုံးကဆွေးတယ်ကိုကဲ့ရဲ့ပြီးစိတ်တက်ကိုအောက်ဆုံးထိဆွဲချလိုက်ကြပါတယ်ထိုနေမျိုးဆိုရင်တော့စိတ်တက်တွေကျနေတတ်ပါတယ်ကိုယုံကြည်မှုကကျသွားတယ်အကျိုးဆက်နေတဲ့တနေ့လုံးဘာလို့အဆင်မပြေတော့ဘူးဒီအခြေအနေကိုပြန်သုံးသပ်ကြည့်ရအောင်သင်ရုပ်ကဒီရုပ်ပါပဲပြောင်းသွားတာကသင်စိတ်ပါသင်စိတ်ကသင်ကိုအချင်းချလိုက်တယ်သင်ကလည်းအချင်းချခံရအောင်ကိုမရမကလိုက်ပြီးတွေးတယ်စိတ်ကအရာရာပါပဲအလိုလျောက်လေးထဲမှာလွန်မျောနေတဲ့ဒိန်တွေကိုလည်းစင်ရုပ်တွေကြားရုပ်တွေအဖြစ်မြင်ကြည့်လိုက်လို့ရတယ်ညဘက်ခေါင်းရမှာထောင်ထားတဲ့ဖြာလေးကြီးကိုလည်းတရဲလို့တွေးပြလိုက်လို့ရတယ်အဲ့ဒီတော့တေချာပြန်စဉ်းစားရင်ပျော်ရွှင်မှုရဖို့ဆိုတာစိတ်ကိုပြင်ရမှာပါပတ်စံမဟုတ်ပါဘူးပတ်စံနဲ့ညီမြချင်းချရင်လည်းရပါတယ်ဒါပေမဲ့အဲ့လိုစဉ်းစားရင်တော့စိတ်ချမ်းသာဖို့ပတ်စံရင်ရှာကြည့်လိုက်ပါဒီစာအုပ်ကိုဖတ်နေကြတဲ့ကသင်စိတ်တက်ပြန်တဲ့ခြင်းတဲ့သူဆိုတာသိချပါတယ်သင်အတွေးတွေနည်းနည်းလောက်ပြောင်းလဲကြည့်ပါသ
တင်းရဲ့အထက်ကသူတွေကြီးပဲမကြည့်ပါနဲ့တင်းစိတ်သက်ကြနေတဲ့ဆိုရင်ဘတ်စကားတွေကြားထဲမှာပြေးလွှားပြီးပန်းရောက်နေတဲ့ကလေးလေးတွေသူများချောင်းသိမ်းဝတ်စုံလေးတွေကိုငေးကြည့်နေတဲ့ကလေးလေးတွေတနေ့လုံးမှာထနစ်တက်ပဲစားရတဲ့သူတွေအာဖရိကမှာ2 ရက်မှတစ်ခါလောက်အစားစားခွင့်ရတဲ့ကလေးတွေကိုအားနာပါတင်းမှာရုပ်ပိုင်းဆိုင်ရာအားနည်းချက်ရှိတယ်လို့ထင်ဆယ်ထဲမှာသင်ခဲ့မှုတဲ့ဟလန်ကဲလာကိုအားနာပါမျက်စိလည်းမမြင်နားလည်းမကြားခဲ့တဲ့ဟန်တာဘဝကိုရင်ဆိုင်နိုင်ရင်တင်းကရောတင်းမျက်လုံးမလာဘူးထင်တစ်ခါလောက်မျက်လုံးမိတ်ပြီးလမ်းလျှောက်ကြည့်ပါဦးမျက်စိမြင်တဲ့သူတယောက်ဆိုရင်ရောတင်းဘလို့နေမလဲတင်းရန်ကန်ကောင်းပါတယ်တင်းစိတ်တကြနေတဲ့အချိန်ဒီစာကိုတင်းဖတ်နိုင်ပါတယ်ဘဝရဲ့လှပတွေကိုခံစားနိုင်ပါတယ်မျက်မှန်ဆိုတာမသေးကြတဲ့အရာမို့လို့လက်ရှိချိန်ကိုလေးစားပါဘယ်တော့မှမကောင်းတဲ့စိတ်ဓာတ်နဲ့အရာကိုမကြည့်ပါနဲ့အဲ့ဒါဟာစိတ်သက်သာခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုပါအချုပ်ခန်းထဲကကျဉ်းကျခံထားရတဲ့အကျဉ်းသား2 ယောက်ကပြတင်းပေါက်မြင်မက်ကိုဗျိုင်လူကြည့်လိုက်တယ်ပထမ1 ယောက်ကပြောတယ်အပြစ်မှာရေပွက်တွေကြီးပဲစိတ်ပြတ်ဖို့ကောင်းလိုက်တာတဲ့ဒုတိယ1 ယောက်ကပြောတယ်ဒီညလာတာတယ်နော်ကျယ်ရီလဲစုံပြီးရမ်းလှလိုက်တာတဲ့လူတွေရဲ့တွေးတရားလူတွေရဲ့ပျော်ရွှင်မှုပါပဲ People try what to see တဲ့တင်မပြောင်းလဲနိုင်တဲ့အရာတွေကိုအကောင်းမြင်ကြည့်လိုက်ပါတင်ရင်ကားထပ်ပို့ပြီးစိတ်ချမ်းသာလာတာတွေ့ရပါလိမ့်မယ်ဒုတိယချက်အနေနဲ့တင့်ကိုတင်ချီးကျူးပါတင့်ကိုတင်မြဲပြရှာနေတာတွေကိုခဏလောက်ရက်ပြီးတစ်ခါလောက်ဖြစ်ဖြစ်တင့်ကိုတင်ချီးကျူးကြည့်ပါတင်ပါပဲလို့တစ်ခုခုအောင်မြင်စွာပြီးဆုံးသွားတိုင်းတင့်ကိုတင်ချီးကျူးဖို့မမေ့ပါနဲ့လူတိုင်းမှာပင်ကိုယ်ရှင်းရှိပါတယ်တင့်မှာလည်းရှိပါတယ်တင်မှာချီးကျူးစာတစ်ခုမှမရှိဘူးလို့တင်ထင်လို့လားချီးကျူးစာတစ်ခုခုရအောင်ဖန်တီးလိုက်ပါဥပမာတင်စိတ်သဘောထားကောင်းအောင်နေကြည့်လိုက်ပါဒါဟာတော်လေးကိုချီးကျူးစရာကောင်းတဲ့အရာပါဒါမှမဟုတ်ကိုနှိမ့်ချပြီးနေကြည့်ပါဒါဟာလည်းလူတိုင်းမလုပ်နိုင်တဲ့အရေးသေးပါဒါမှမဟုတ်အချိန်လေးစားတဲ့သူတယောက်ဖြစ်အောင်နေကြည့်ပါဒါကလည်းတော်တော်ကိုချီးကျူးစရာကောင်းတဲ့အချက်ပါအဲ့ဒါတွေလုပ်ဖို့ပတ်စံတရားမှမလိုပါဘူးတင်လုံးချင်ဖို့ပဲလိုတာပါနောက်တစ်ချက်ရေးကြည့်တာကသူများကိုလည်းချီးကျူးပါရိုးသားချီးကျူးတာကချီးကျူးခံရသူကိုလည်းစိတ်ချမ်းသာစေပါတယ်တတိယချက်အနေနဲ့ပေါင်ထဲမှာမနေပါနဲ့တင့်ကိုတင်ပေါင်ခတ်ထားတာအရန်ဆိုးပါတယ်တစ်ခုခုကိုမလုံနိုင်ဘူးခက်ခဲတစ်ခုကိုမကြော်နိုင်ဘူးစသဖြင့်တွေးရတာအရန်လွယ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုတွေးတာဟာဘာမှကိုအသုံးဝင်မှာဘူးတင့်ရဲ့ကိုဖောစုံတွေကထွက်ကြည့်ပါဥပမာတင်ကအင်္ဂလိပ်စာသင်တန်းတစ်ခုမှာအမြဲတမ်းရှေ့ထွက်ပြီးမပြောရဘူးဆိုပါစို့တစ်ခါလောက်ထွက်ပြောပြအောင်ထွက်ပြောပါအဲ့ဒီလိုများလုပ်ပြီးမှတင့်ကိုတင်ယုံကြည်မှုတက်လာမှာပါအကျိုးဆက်နည်းနဲ့တင့်ကိုတင်ချီးကျူးဖို့ရာတွေတိုးလာမှာပါတင့်ကိုတင်လက်ခံမှဒီအချက်ကရန်ကိုရေးကြည့်ပါတယ်တင်ရင်သားမဲသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေဝါသည်ဖြစ်စေပိန်သည်ဖြစ်စေတင့်ကိုတင်လက်မခံသေးတဲ့ဖုံးကွယ်ဖို့စ조사နေတဲ့တင်မလုံခြုံမှုတွေနဲ့ဆေးဆင်းရဲနေရအောင်မှာပါပဲလောကကြီးနဲ့အသားကျဖို့ဆိုတာအရင်ဆုံးကိုလက်ခံရပါတယ်တင့်ကိုတင်လက်ခံသားရင်တင့်ရဲ့ရုပ်ရည်ဟာတိတိတတ်တာကိုပြောင်းလဲသွားပါလိမ့်မယ်ယုံကြည်မှုအပြည့်နဲ့ရန်ကိုကြည့်ကောင်းနေပါလိမ့်မယ်အမေရိကန်လူမဲရပါတွေကိုတွေ့ဘူးမှာပေါ့အသားမဲနဲ့ရုပ်ချောလို့လားမချောပါဘူးဒါပေမဲ့ယုံကြည်မှုအပြည့်နဲ့ကြည့်ကောင်းနေပါတယ်တင့်ကိုတင်ယုံကြည်မှုဟာတင့်ရဲ့ရုပ်ရည်ကိုအများမြင်မှာပြောင်းလဲပြစ်နိုင်ပါတယ်ဒါကြောင့်တင့်ကိုတင်လက်ခံပါယုံကြည်ပါဘောင်ထဲမှာမနေပါနဲ့ဘောင်ပြင်ထွက်ကြည့်ပါအပြင်မှာရမ်းလာပါတယ်စတုထားချက်အနေနဲ့မိမိမှာရှိတာကိုတန်ဖိုးထားပါ Some people just don't know how to appreciate what they have got တဲ့တချို့သူတွေကသူတို့မှရှိတာကိုတန်ဖိုးမထားတတ်ကြပါဘူး iPhone လေးလိုချင်တာပဲသိရဲ့ပထမဆုံးဖုန်းလေးမကန်ခင်တော့ခန်းစားချက်ကိုမှတ်မိကြပါဘူးမိမိရဲ့လုံခြုံအေးချမ်းမှုကိုခရီးထွက်နေတော့ဒုက္ခရတဲ့အချိန်မှာတန်းတတ်ကြပါတယ်အိမ်မှာနေတော့ကတော့အဲခွင့်မရှိလို့အိမ်ကအထက်မြင့်လို့စသဖြင့်အစဉ်ကြီးမျိုးပေးတတ်ကြပါတယ်ကျမကြီးရဲ့ကြိုးကျေးဇူးကိုနေမကောင်းမှတတိယကြပါတယ်မိမသားနဲ့နေတိုင်းမကောင်းတဲ့အချိန်မှာနေတိုင်းကောင်းတော့ကဘယ်လိုဆိုတာကိုတတိယပါတယ်ပုံမှန်အတိုင်းနေကောင်းနေချိန်မှာတော့ကျမကြီးရဲ့တန်ဖိုးကိုမသိတတ်ကြပါဘူးဒါကြောင့်မိမရှိတာလေးတွေကိုတန်ဖိုးထားကြပါလို့ပြောချင်ပါတယ်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ဒီလောက်ပါပဲရှင်နားဆင်ပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဖတ်ပြမယ့်အကြောင်းအရာတွေမှာပြန်ဆောင်ပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်